မင်္ဂလာပါရှင် Relationship America နေကြိုဆိုပါရရှင်ကျမမတ်တနာပါရှင်ကျမခုနေ့ပြောပြမယ့်အကြောင်းအရာကအိမ်တော်ရေးဖောက်ပြန်ခြင်းနဲ့စီးပွားရေးဆက်ဆက်မှုရှိခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ပြောပြပေးပါရှင်အိမ်တော်ရေးဖောက်ပြန်ခြင်းကြောင့်စီးပွားရေးဘယ်လောက်ဆက်ဆက်မှုရှိလဲအချက်လက်တွေနဲ့တကွာတိကျပြောပြပေးမယ်ရှင်အိမ်တော်ရေးဖောက်ပြန်ပြီဆိုရင်နံပါတ်1အဲ့လူဟာအာယုံစူးစိုက်မှုကင်းမဲ့သွားတယ်အာယုံစူးစိုက်မှုကင်းမဲ့ခြင်းစီးပွားရေးဆိုတာစိတ်အေးချမ်းခြင်းနဲ့ယုံကြည်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်အဲ့တော့သူ့ရဲ့အာယုံစူးစိုက်မှုတွေအကုန်လုံးကဖောက်ပြန်ပြီဆိုတဲ့မြင်ငယ်လေးရှိရောက်နေပြီအဲ့တော့အဲ့ဒီအငယ်လေးရှိမှာစိတ်ကရောက်နေပြီရောက်တော့အားတဲ့အချိန်တိုင်းအဲ့ဒီအငယ်လေးရှိသွားခြင်းတယ်ပြီးရင်အိမ်ကမယားကြီးတိမှာဆိုလို့လိန်ဖို့ညာဖို့ဖုံးကွယ်ဖို့တွေကသူ့ရဲ့အချိန်ကြီးအားအင်တွေအဲ့ဒီမှာသွားအသုံးချတော့မယ်အိမ်ကမိမမသိအောင်ခုနေ့ဘယ်လိုလိန်ရမလဲအိမ်ပြန်ရောက်ပြီဆိုတော့မိမတခုံးပြောလိုက်ရင်ဟဲ့ तू သိသွားပြီလားမသိဘူးနောက်သွားမလို့ရင် तू သိသွားပြီလားမသိဘူးသူဖုံးယူမကြည့်အောင်ဘယ်လိုလုပ်မလဲအဲ့ဒီအတွေးနဲ့ပူလောင်မှုစိတ်ဆိုးရိမ်မှုတွေနဲ့တင်သူကစီးပွားရေးမှာအာရုံမစိုက်နိုင်တော့အဲ့တော့သူ့ရဲ့စိတ်တွေအားရင်တွေကဒီလိုမျိုးပြာများနေတဲ့ဘက်တွေရောက်ကုန်ပြီကွာအကုန်လုံးအဲ့တော့စီးပွားရေးကိုအေးချမ်းချမ်းနဲ့မရှာနိုင်တော့ပူလောင်သွားပြီပြောရရင်ကွာဒီခဏတာအရသာလေးတစ်ခုနဲ့ဒီဆိုးရိမ်ပူပန်မှုတွေအများကြီးနဲ့မတန်ဘူးတကယ်နော်ဒါထားပါနံပါတ်2အချက်ယုံကြည်ကိုးစားမှုကြဆင်းခြင်းစီးပွားရေးမှာကိုချင်းတရားအရေးကြီးဆုံးပဲအဲ့တော့လုပ်ငန်းပေါ်တွေလုပ်ငန်းလုပ်ဖို့ကင်ဘတ်တွေပေါ့နော်လုပ်ဖို့ကင်ဘတ်တွေရဲ့ရင်းနှီးမြှုပ်နှံတဲ့သူတွေကိုရှိမှရင်းနှီးမြှုပ်နှံတဲ့သူတွေရဲ့ပြီးရင်ကိုရှိရဝယ်တဲ့ဖောက်သည်တွေရဲ့သူတို့ရဲ့ယုံကြည်မှုရဖို့ခဲရင်သွားပြီဘာလို့လဲသိလားကိုနဲ့တူတူစိုးတူကောင်းဘက်တူတူသွားတဲ့ဘဝလက်တွဲပေါ်အနီးကပ်ဘဝလက်တွဲပေါ်အပေါ်တာသစ္စာမရှိတာဒီလိုအလုပ်တွေမှာပါသစ္စာရှိပါမလားဆိုတဲ့စိတ်မျိုးနဲ့ဘယ်သူမှသူရှိမှရင်းနှီးမြှုပ်နှံဖို့မရဲတော့ဘူးယုံကြည်မှုပျောက်ဆုံးကုန်ကြပြီအဲ့နံပါတ်2ချက်နော်နံပါတ်3စီးပွားရေးအရင်နီးရုပ်ဖိတ်ခြင်းမြင်ငယ်ထားပြီဆိုတဲ့ကလှုပ်ဝက်စရိတ်တွေထွက်လာပြီလေအဲ့တော့အဲ့ဒီအငယ်လေးကိုအမ်းဖို့အတွက်သူ့လိုသမျှပေးဖို့သူ့မိတ်ကပ်ဖို့ပေးဖို့သူသွားခြင်းတဲ့နေရာတွေပို့ပေးဖို့အဲ့တော့လှုပ်ဝက်စရိတ်တွေထွက်လာတယ်အဲ့ဒီလှုပ်ဝက်စရိတ်တွေပေးဖို့ဆိုတာကကိုရင်းနှီးမြှုပ်နှံမဲ့ပတ်စံတွေကဖက်ပေးရတာလေသူ့မပေးရဘူးဆိုရင်ဒီပတ်စံတွေအကုန်လုံးကစီးပွားရေးတဲ့ရင်းလို့ရပြီလေအဲ့တော့ဒီအရင်းနှီးတွေကိုထည့်ပေးပြီဆိုမှတော့စီးပွားရေးကပြိုကွဲတော့မယ်လေအရင်းနှီးတွေပဲ့ပါနေပြီဆိုတဲ့စီးပွားရေးကပြိုလဲတော့မယ်အရှင်းဆုံးပဲနံပါတ်4ချက်ကင်ဆာတာနဲ့ဖုံးကန်ကြဆင်းခြင်းကျွန်တော်တို့ဘာသာရေးအယူဆမှာဆိုရင်နည်းနည်းလေးစိတ်ပိုင်းဆိုင်ရာမနာလိုစိတ်ရှိရင်တော့ဖုံးကန်ကြရလေအဲ့တော့ဒီလိုမျိုးဖောက်ပြန်ပြီဆိုတဲ့ကင်ဆာတာလုံးဝမှိမ့်မိန်သွားပြီပဲကြက်တည်မရှိတော့ကြက်တည်ရုပ်သွားပြီအဲ့တော့ကို့နားမှာရှိနေတဲ့ကိုယ့်ရဲ့ဖာတနာကလည်းစိတ်ဆင်းရဲနေမယ်သူ့ပြောရင်ကိုယ့်ပေါ်မေတ္တာထားနေတဲ့သူစိတ်ဆင်းရဲအောင်လုပ်နေတာပဲကို့အကျိုးလုပ်ပေးနေတဲ့သူစိတ်ဆင်းရဲအောင်လုပ်တဲ့အတွက်ကင်ဆာတဲ့ဖုံးကန်လည်းလုံးဝကျသွားပြီကင်ဆာနဲ့ဖုံးကန်ကျပြီဆိုတဲ့စီးပွားရေးမှာတက်လာနိုင်ပါတော့မလားအဆင်မပြေနိုင်တော့ဘူးလေအောင်မြင်မှုခဲရင်သွားမယ်နံပါတ်5အချက်နောက်ွယ်ကအားပေးတဲ့သူပျောက်ဆုံးသွားခြင်းဒါတော့ရှင်းပါတယ်အောင်မြင်တဲ့အမျိုးသားတွေရဲ့နောက်မှာတော်တဲ့အမျိုးသမီးတယောက်ရှိတယ်အဲ့တော့အဲ့ဒီအမျိုးသမီးက
ကိုယ်စပို့ပေးမဲ့အမျိုးသမီးကစိတ်ဆင်းရဲနေရကိုယ့်ဘောယုံကြည်မှုတွေပျောက်ဆုံးနေပြီဆိုတဲ့ဒီစီးပွားရေးရိုင်နေတဲ့လောကဒဏ်ကို तू ကလည်းအားပေးနိုင်ပါတော့မလားအဲ့တော့အားပေးသူမရှိတော့ဘူးအဲ့တော့ကိုယ်စီးပွားရေးကြားရတဲ့တံကိုလည်းကိုတယောက်တည်းခံရတော့မယ်ပြောရရင် sport system ပျက်စီးသွားပြီပြီးတော့အဲ့လိုမျိုးပျက်စီးတယ်ပြီးရင်အိမ်နောက်ရေးနောက်ဆုံးဆင့်ပြိုကွဲသွားပြီဆိုတဲ့ပိုင်ဆိုင်မှုတွေခွဲဝေရတော့မယ်အဲ့တော့စီးပွားရေးတွေရုပ်ရော့မယ်ပေါ့နော်ပိုင်ဆိုင်မှုခွဲပြီဆိုတဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေရုပ်ရော့သွားတော့မယ်အဲ့တော့ဒါတွေကဖောက်ပြန်ခြင်းနဲ့စီးပွားရေးဘယ်လောက်ဆက်ဆက်လဲဆိုတာအများကြီးဆက်ဆက်တယ်နော်အဲကြောင့်ဖောက်ပြန်တဲ့သူတွေဖြည်းဖြည်းစီးပွားရေးကျသွားတယ်ဆိုတာအဲ့ဒါပဲအဲ့တော့ဖောက်ပြန်ခြင်းဟာနှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဂုဏ်သိက္ခာတွေစီးပွားရေးတွေအနာဂတ်တွေယုံကြည်မှုတွေပျက်စီးစေပါတယ်အဲ့တော့ပြောချင်တာကဖောက်ပြန်ခြင်းရဲ့ဆိုးကျိုးတွေတအားများတယ်အဲ့တော့သတိထားပြီးရှောင်ကျဉ်ကြပါကိုကလမ်းမရောက်နေတယ်ဆိုရင်လည်းအချိန်မီပြန်လည်ပြင်ဆင်နိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမစီမှာရင်ဖွင့်တိုင်ပင်ဆွေးနွေးလိုသူတိုင်းမစင်ကြာတို့လာခဲ့ပေးပါရှင်ဝန်ဆောင်ကားလေးတွေတော့ရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ချစ်သူတိုင်းအိမ်အောင်ရှင်တိုင်းချစ်ချင်းမြတ်တာတွေတိုးပွားပြီးအရာလုံးစင်ပြေချုံးမွေးကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်